အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့မှာဖူးကို comment လေးတစ်ခုကနေပြီးတော့မှမေးထားတာရှိရယ် toy doll ဒီစကားလုံးနှလုံးကပေါက်ကွာလဲလို့ဖူးကိုမေးထားပါတယ် toy နဲ့ doll ဆိုတဲ့စကားလုံးနှစ်ခုကဒီတိုင်းကြည့်လိုက်လို့ရှိရင်တော့စင်တူသလိုမျိုးဖြစ်ပေမဲ့ဒီစကားလုံးနှလုံးကကွဲပါတယ်ဆိုတာကိုဒီကနေ့ပြောပြပေးပါမယ်အဲ့တော့ပထမအဆုံး toy T O Y toy သူကကစားစရာလို့အဓိပ္ပာယ်ရပါတယ်ဖူးတို့ကလေးတွေအိမ်မွေးတရိษံလေးတွေစော်ကစားဖို့အတွက်ပြုလုပ်ထားတဲ့ကစားစရာမှန်သမျှကိုခြုံငုံပြီးတော့မှခေါ်ရဲဆိုရင် toy ကစားစရာလို့ခေါ်ပါတယ်သူကဥမာကစားတဲ့ကားလေးတွေလည်းဖြစ်နိုင်တယ် puzzle ဆော်တဲ့ game လေးတွေလည်းဖြစ်နိုင်တယ်အရုပ်ကလေးတွေလည်းဖြစ်နိုင်တယ်เนาะgame set တွေလည်းဖြစ်နိုင်တယ်ဒီလိုအရာတွေအားလုံးကိုခြုံငုံပြီးတော့ကစားစရာ toy လို့ခေါ်ပါတယ်အဲ့တော့ DOLL doll ကလူပုံစံအယုတ်ကိုပြောတာဖြစ်ပါတယ် doll အယုတ်ဒါပေမဲ့လူပုံစံအယုတ်ကိုပြောတာဖြစ်ပါတယ်အဲ့တော့ doll လို့ပြောရဲဆိုရင်သူကလူပုံစံရှိပြီးတော့မှသူ့အင်ဂျီလေးတွေဝတ်ပေးလို့ရတယ်မျက်လုံးပါတယ်နှာခေါင်းပါတယ်သူ့အထူးသဖြင့် main ကလေးတွေဆိုလို့ရှိရင်ဟဲ့အင်ဂျီလေးတွေပြောင်းပြီးဝတ်ပေးတဲ့အယုတ်ကလေးတွေရှိရလေနော်ဆိုတော့ doll လို့ပြောလာရဲဆိုရင်လူပုံစံအယုတ်ကစားစရာတွေအများကြီးထဲမှာလူပုံသဏ္ဍာန်ရှိတဲ့အယုတ်ကိုပြောချင်တယ်ဆိုရင် doll အယုတ်မှဒီလိုမျိုးပြောတာဖြစ်ပါတယ်အဲ့တော့ Barbie အယုတ်ဆိုရင် Barbie dollကလေးပုံစံအယုတ်ဆိုရင် baby doll ဝက်ဝင်ရုပ်ဆိုရင်တော့ teddy bear ဒီလိုမျိုးသုံးပါတယ်အဓိကကတော့လူပုံစံရှိတဲ့အယုတ်တွေကို doll လို့သုံးပါတယ်အဲ့တော့ dolls အားလုံးကတော့ toys ဖြစ်ပါတယ် toys အားလုံးကတော့ doll မဟုတ်ပါဘူးဒီလိုပြောလို့မရှုပ်သွားပါနဲ့အဲ့တော့ toy လို့ပြောလာရဲဆိုရင်ကစားစရာအယုတ်မှန်သမျှကိုtoy လို့သုံးပြီးတော့မှ doll ကတော့လူရုပ်ပုံစံပါတဲ့အယုတ်မကိုပြောချင်တယ်ဆိုရင် doll ဆိုတဲ့စကားလုံးကိုသုံးပါတယ်အဲ့တော့ဒီကနေ့သုံးပြသွားတဲ့ doll နဲ့ toy ရဲ့ကွာခြားချက်လေးကိုသိသွားပြီလို့ထင်ပါတယ်နောက်ဗီဒီယိုတွေကြားလို့ရှိရင်လည်းပဲအကျိုးရှိမယ့်အရာတွေနဲ့ပြန်လာခဲ့အောင်မှာဖြစ်တဲ့အတွက်နောက်ဗီဒီယိုတွေကြားရင်ပြန်ပြီးတော့မှတွေ့ကြပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်